အရွယ်ကောင်းဆုံးကကိုယ့်ရဲ့မောင်မျိုးလေးကိုကြီးကျင်လို့ရှည်ကျင်လို့ပဲဖြစ်ဖြစ်ပေါ့နော်ထိုးစည်းတွေထိုးပြီးတော့အသက်ကြီးလာတဲ့အချိန်မှာအသက်အရွယ်ရလာတဲ့အချိန်မှာစီးတွေကခဲနေတာမျိုးတွေပေါ့နော်ဖြစ်တတ်ပါတယ်အဲ့တော့လက်တွေ့ဖြစ်မှုတဲ့သူတွေလာဝယ်ကြတဲ့သူတွေထဲမှာတကယ်ကိုပဲလက်တွေ့ဆေးခဲတာကိုကိုယ်တိုင်သုံးပြီးတော့ကိုယ်တိုင်လက်တွေ့ပျောက်သွားလို့သဘောကျသွားတဲ့ review လေးရှိပါတယ် review လေးရထားပါတယ်အသက်30အရွယ်လောက်မှာကြီးစေးထိုးမိတယ်ပေါ့နော်အခုအသက်ကြီးလာတဲ့အချိန်မှာကျတော့ဘလို့ဖြစ်လာရလဲဆိုတော့သူ့ရဲ့ထိတ်မှာဆေးတွေကခဲနေပြီးတော့အရင်မှကျတော့ကြုံဝင်နေတာမျိုးတွေဖြစ်လာတဲ့သူပေါ့နော်အဲ့တော့သူ့ရဲ့အရွယ်အစားကလည်းမညီတော့ဘူးပေါ့နော်ထိတ်မှာခဲနေတာဖြစ်တဲ့အတွက်အရွယ်အစားလည်းမညီတော့ဘူးဖြစ်သွားတယ်အဲ့တော့သူနောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့စီးလန်းချောင်းပိုးဝင်တာတွေတို့ပန်းလုံးဝတည်သွားတာတွေတို့ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီကိစ္စမှာဆိုလို့ရှိရင်အိမ်တော်ကြီးသူကမပြေပါဘူးအတွက်တခုတည်းမဟုတ်ဘဲနဲ့သူ့ရဲ့ကျန်းမာရေးအတွက်ပါမကောင်းမှုဖြစ်သွားတယ်မကောင်းမှုဖြစ်လာတော့မှာပေါ့နော်အဲ့ဒီအချိန်မှာဒီမက်ဆီမန်လိန်စီကိုတနည်းနှစ်ကြိမ်လိမ့်ပြီးတော့စိတ်ခဲတာလုံးဝပြေသွားတယ်ဆိုပြီးတော့မှ review လေးရထားပါတယ်ဒါကြောင့်မလို့စိတ်ခဲတာကိုပျောက်ချင်တဲ့အမျိုးသားများအနေနဲ့မက်ဆီမန်လိန်စီကိုတနည်းကိုနှစ်ကြိမ်လိမ့်ပေးရင်လုံးဝကိုတက်တာပြောက်ကင်းစေနိုင်ပါတယ်